ဒီအိမ်ကနေသွားချင်လို့အေးဘာတော့တက်ပါနောက်တော်တယ်你不是宝贝他对ရနော်နင်ခေါ်လာတဲ့အိမ်ပေါ်မှာချိုးနေတွေ့ရနော်အိမ်ရှင်မရှိတော့အိမ်ရှင်ကလေးမောင်တက်အိမ်နေနောက်ဆိုငါတို့မရှိနေပစ္စည်းဘယ်လိုတော့မှွေလာမှလည်းမသိဘူးအမလေးအမတို့အိမ်မှာတက်မှုကြဘာမှမရှိဟောနင်ကမှွေပြီးပေါ့လေဟိုရတော့မဟုတ်ဘူးလေဒါပေမဲ့အမတို့ကစီးနေတဲ့ဥစ္စာမအိမ်မှာရှိသွားနင်ခုချင်းငါ့အိမ်ပေါ်ဆင်းလာတော့နင်တို့အိမ်ပေါ်မျိုးငါ့အိမ်ပေါ်မထားဘူးအမလေးသွားမှာပါဒီအိမ်ကနေသွားချင်လို့နေအောင်မနေချင်ဘူးတော့ကစီးကောက်တယ်သိမှာကျေကိုတောင်းမှပါတယ်နော်အပြင်မှာလည်းမှောင်နေပြီဆိုတော့ကိုအတိမိတ်ဆွေအိမ်ကိုလိုက်ပို့ပေးပါမယ်ပို့နေမလို့ကျမဖတ်လာသွားမယ်အဖေကိုစိတ်ဆိုးလို့လာမိပါတယ်ရှင်စီစဉ်ပေးမယ်ဆိုလို့ကျမလိုက်လာလေအခုတယောက်တော့အိမ်အကူတဲ့လို့ရှိရင်ကျမကိုကျုပ်ဆိုနေမယ်ယူမခေါ်ပါနဲ့တော့အဲ့တော့ဆက်နေမယ်ယူမနဲ့တိခံနေရစိတ်ကုန်လာပြီကိုစိတ်မဆိုးပါနဲ့နော်ကိုလည်းမတက်တာလို့ပါယောက်ျားဖြစ်ပြီးအမအောင်ကြောက်နေရတယ်ကျမအိမ်ဖို့အနေနဲ့စီစဉ်ပေးရတယ်လွန်လာပြီရှင့်လူအားကိုးမိတော့ကျမမှားတာ